ဗီဒီယိုရဲ့စာမှာတော့တကိုးတစ်ကောင်အိမ်ထဲကိုဝင်လာတယ်တောင်ကြီးမြောက်ကြီးကြည်ပြရနဲ့အေကဲမှာစင်ပြင်းပြီးထိုင်ပြီးတော့မင်္ဂလာပါမြန်မာတို့နှုတ်ဆက်လိုက်အဲ့လိုမင်္ဂလာပါကျွန်တော်ကတော့တကိုးတစ်ကောင်ဖြစ်ပါတယ်ကျွန်တော်ကတော့လီဗမာနဲ့940တွေကလက်ကျန်တကိုးတယောက်ဖြစ်ကြောင်းကိုလက်ရှင်နဲ့ရှင်းပြပြီးရတယ်ဒီဗီဒီယိုဘာကြောင့်ကြာနေရလဲဆိုတော့ထပ်ရှင်းပြမောတယ်ဗျာကင်မီကောထောင်ပြီးတော့ကျွန်တော်အဓိကကတော့ပတ်စံမရှိတော့ပါကဲဒီနေ့ရှင်းပြမယ်ဟင်းကတော့ငါအင်္ဂလိပ်လို fish ငါနဲ့ဖားရေကူကမတူဘူးဒီလိုကူးတဲ့ပြီးနန်းနန်းမင်းခဲညင်ဒီဇက်ဗလင်ပူစီငီယိုတီကျက်သွန်ဖြူလို့ပဲဖြစ်ပါတယ်ကဲငါကညာတော့မပြတော့ဘူးပြင်စားထဲမယ်ရှိုံမုံထဲမယ်စီမွေးထဲမယ်ငံပြာကြီးထဲမယ်ထဲပြီးရင်တော့ငါ့ကိုတောင်းလာမြောက်လာလှန်ပြီးတော့အတွင်းလေးတိတ်လိုက်မယ်ကဲမီယိုဖွင့်တဲဟိုတဲစီထဲစီဘူးငါထဲဒီလိုလေးကြော်ပြီးတော့ရင်တော့ငါရပြီငါရရင်ခုနတည့်ရတူစင်မယ်ပူစီကိုစင်နန်းနန်းစင်ဒီကိုဒီကိုစင်ချစ်သူစင်ပြီးတော့ဇပလင်နဲ့ခင်းကြီးတို့ထားစင်ပြီးတော့ရပါပြီအခုဆိုတော့အိုတဲတိုင်းမယ်စီဘူးလိုင်းထက်ကြော်မယ်စိတ်ဝင်ထက်ကြော်ပဲငံပြာကြီးထက်ကြော် QC ထက်ကြော်တုံရနေထက်ကြော်တံမြာကြီးထက်ကြော်စားထက်ကြော်မယ်ပြီးတော့ရေးထက်တာမပြတော့ရေးထက်မယ်ရေးထက်တာပြီးဆိုတော့အခုတို့ပွက်လာမယ်ဆိုတော့ရတာမြည်ပြီးသွားပြီဆိုတော့ကော်လေးဆွဲလိုက်ရင်ငါခဲဘစော်လေးကိုရပါပြီခင်ဗျာပြီးရင်တော့ခဲဘက်ကိုဖြတ်မယ်ဖြတ်ပြီးသွားရင်ထွဲဝက်ကိုဒေါင်းလိုက်တုံမယ်တုံပြန်မွေးပြူခင်စောလောင်းငါ့ကိုတင်းစော်ပြန်ထက်လောင်းဒဘလေလောင်းပြီးသွားရင်မွေးပြူထအုပ်ခဲဘက်ကိုပိတ်ပြီးသွားရင်တော့ကျွန်တော်တို့အခု2မိနစ်လောက်ကင်လိုက်မယ်ယောအခုဆိုတော့သူနဲ့တွေ့စားဖို့ပေးရှင်ဆက်လိုက်မယ်ကျက်သူမြူငေုံတီးတမယာကြီးပေးငယ်များကြီးစာတကြရပြီခုနည်းနည်းလေးဖုံးမယ်ကျွန်တော်ခင်နေတော့မှဘာညာတော့မဟုတ်ဘူးကျွန်တော်စစ်တဲ့ကောင်မလေးရွှေမန်းသူလေးအခုခင်ဗျားတို့လောက်ပြမယ်ဗျာငွေငန်းဖြူလေးကျွန်တော်မကြိုက်ရလဲရွှေမန်းသူလေးအခုခဲဘက်ကိုရပြီထုံမယ်ထုတ်ပြီးတော့ရင်တော့ဒါကတော့ခေါင်းပဲဖြစ်ပါတယ်အခုခေါင်းတက်လိုက်မယ်အမီလေးကိုကကြီးနဲ့ဖြတ်လိုက်မယ်ဘိုက်ကလေးကိုလက်နဲ့ပြီးတော့တောင်ဘက်ကနေမြောက်ဘက်ကနေပြီးတော့တောင်ပန်လေးကိုထုတ်ပေးလိုက်မယ်တောင်ပန်ပိုင်းမင်းစီကိုကျွန်တော်တို့ပြန်လို့မရပါဘူးခင်ဗျာကျွန်တော်မကြိုက်လို့ပါကဲအခုဖြတ်နေတော့မှတခွားသီးကိုဓာတ်နဲ့လီးပြီးတော့ပူစင်တော်လက်နဲ့ရွှေရတော့မပြတော့ပါဘူးပြီးလို့ရှိတော့မှစူလို့ပါခင်ဗျာအခုဆိုရင်တော့ငါးခဲပန်ငွေရမ်းဖြူလေးရပါပြီရွှေမန်းသူကတော့ကျွန်တော်စက်ကြီးမှာစပြမှာကိုကြီးချူပေးကြပါအောင်လို့ပြောနေကျေးဇူးအများကြီးတင်ပါတယ်